ကဘာကျော် fashion brand ကြီးတွေကဒီလူငယ်လေးကိုစာချုပ်ချုပ်ဖို့အပြိုင်ဆိုင်စူးစမ်းနေကြပါတယ်။ဒါပေမဲ့သူကတော့ဒီနေ့အထိအရင်ကအတိုင်းပဲရိုးရိုးရှင်းရှင်းဆက်ရှောက်နေတော့မှာပဲ။သူကတော့တခြားသူမဟုတ်ပါဘူးကောက်ထုတ်လို့ပဲဖြစ်ပါတယ်။ဒါကလည်းသူ့ရဲ့ဗီဒီယိုတွေကိုအခုလိုအရှိန်ဟုန်နဲ့ဘာလို့ဖြစ်စေတဲ့အဓိကအချက်ပါပဲ။တခြား influencer တွေကတမိုးကြီးဝတ်စားတွေစိန်ခံကားတွေနဲ့ဒီဇိုင်နာထုတ်ပစ္စည်းတွေကိုကြွားလုံးထုတ်နေကြတဲ့အချိန်မှာခေါ်ကတော့ဖက်နက်စုပ်တွေအဝေးဟောင်းတွေနဲ့ကင်မရာရှိမှမကြာခဏရက်နေတတ်ပါတယ်။အမိုက်မှဒီ high fashion တို့ဒါပေမဲ့ဗီဒီယိုထဲမှာရုပ်တရက်ဆိုသလိုစမ်းကြဲတဲ့အရာတစ်ခုဖြစ်ပျက်သွားတတ်ပါတယ်။ရုပ်ရှင်နဲ့ transition ဗီဒီယိုကူးပြောင်းလေးတွေနဲ့တင်သူကအမိုက်တွေ plastic တွေဒါမှမဟုတ်အဝတ်စားဟောင်းတွေကို high fashion အဆင့်မြင့် fashion ဝတ်စုံတွေအဖြစ်ပြောင်းလဲပစ်လိုက်တာပါ။ဒါကြောင့်ပဲတန်းနဲ့ချီတဲ့လူတွေကသူ့ဗီဒီယိုတွေကိုအဆုံးထိဆွဲဆွဲလန်းလန်းကြည့်ရှုကြတာဖြစ်ပါတယ်။ပိုပြီးအံ့ဩဖို့ကောင်းတာကသူ့ဗီဒီယိုတွေကအရာအလုံးနီးပါးဟာပြပြလေးများတမိုးမရှိပေမဲ့နာမည်ကြီး influencer တွေဝတ်ပြတာထက်ပိုပြီး style ကျနေတာပါပဲ။အခုဆိုရင်လူအများစုကသူ့ရဲ့ style ကိုနာမည်ကြီး fashion campaign တွေနဲ့တောင်နှိုင်းယှဉ်လာကြပါပြီ။စိန်ခံပစ္စည်းမလိုတဲ့တီထွင်ဖန်တီးမှုဘာလို့လဲဆိုတော့ကာလိုကဒီနေ့ခေတ်မှာတွေ့ရခဲ့တဲ့အရာတစ်ခုကိုသက်သေပြနေလို့ပါပဲ။အဲ့ဒါကတော့စိန်ခံပစ္စည်းတွေမပါတဲ့တီထွင်ဖန်တီးမှုဖြစ်ပါတယ်။အခုဆိုရင်သူ့ရဲ့ဗီဒီယိုတွေကိုတစ်ကမ္ဘာလုံးကပြန်လည်မျှဝေ repost နေကြပြီးနေရာတိုင်းမှာပြောစမှတ်ပြုနေကြပါပြီ။သူဟာစင်းရဲနွမ်းပါတဲ့အတိုင်းဝိုင်းကနေလာတာဖြစ်ပေမဲ့ဒီနေ့မှာတော့အင်တာနက်အသုံးပြုသူတိုင်းကသူ့ကိုသိနေကြပါပြီ။တင်ကောဘယ်လိုထင်လဲအကယ်၍တင်တာနာမည်ကြီး fashion brand တစ်ခုရဲ့ပိုင်ရှင်ဆိုရင်သူ့ကိုမော်ဒယ်အဖြစ်ချက်ချင်းစာချုပ်ချုပ်မလား။ကွန်မန့်မှာရေးပေးခဲ့ပါဦး။